မင်္ဂလာပါညီတို့ကျွန်တော်ဒီနေ့ချန်ပီယံလိအုပ်စုနောက်ဆုံးပွဲစဉ်တွေကစားဖို့အများကြီးရှိတယ်ပွဲတွေမှာအများကြီးရှိတဲ့နေရာမှာကျွန်တော်အကြိုက်၃ပွဲကိုကျွန်တော်ညီကိုတွေအတွက်ရွေးချယ်ပေးသွားမယ်ဖြစ်ပါတယ်အဲဆိုကျွန်တော်ဒီပထမဦးဆုံးကျွန်တော်မန်စီးတီးနဲ့ကာတာပွဲစဉ်လေးကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်မန်စီးတီးကတော့အိမ်ဝင်းပေါ့ဗျာနော်မန်စီးတီးကလက်ရှိမှာကစားသမား1-2ဦးကိုခေါ်ယူထားပေမဲ့ဒီချန်ပီယံလိမှာ register မလုပ်ရသေးတဲ့အတွက်မှတ်ပုံတင်ခွင့်မရှိတဲ့အတွက်ဒီကစားသမားဝယ်ထားတဲ့ကစားသမားအသစ်2ဦးဒီပွဲမှာကစားခွင့်ရရှိမှာမဟုတ်ဘူးနောက်ပြီးကြတော့မန်စီးတီးရဲ့ကွင်းလယ်လူဟိုဒီလဲအနီကဲအကြောင်းဒီနေ့ပွဲမှာပါဝင်ပို့ဆိုတာမရှိပါဘူးဆိုတော့ဒီနေ့ပွဲမှာမန်စီးတီးတို့လူမစုံပေမဲ့နိုင်မှဖြစ်မဲ့ပွဲဖြစ်နေတယ်ဒီနေ့မှာမန်စီးတီးတို့လင်းကြောထားတဲ့ဈေးအနေထားအရာတစ်ဖက်ကဂါလာတာအနေနဲ့မန်စီးတီးရဲ့ကစားသမားဟောင်းကန်ဒိုကန်နဲ့လည်းပြန်တိုးရပွဲရှိရဲ့ပြီးရင်စာနေနဲ့လည်းရင်ဆိုင်ရမယ်ဖြစ်တဲ့ဒီဘက်ကတူရကီကလပ်ကာတာဟာမျှော်လင့်ချက်ရှိနေတဲ့အနေအထားဖြစ်တဲ့10မဲရထားတဲ့ဒီပွဲနိုင်ရင်သူတို့အတွက်ကလည်းplay off ဝင်ခွင့်ထိတွားလို့ရတယ်ဆိုတော့ဒီနေ့မှာဒီမန်စီးတီးကြောတဲ့ပေါ်မှာဒီနှလုံးတရည်ကြီးမှာကျွန်တော်ကတော့ကာတာနဲ့ကာတာကိုပေါင်းအောက်ကိုပဲတော့ရွေးချယ်ပေးခြင်းပါတယ်ဘာလို့လဲဆိုတော့မန်စီးတီးရဲ့ဒီလက်ရှိလူစရင်အရာရောဒီခြေအရာလည်းတအားကြီးပေါ့ညှော်လင်းလို့မရသေးတဲ့အနေအထားမှာမန်စီးတီးတို့နိုင်မှဖြစ်ပေမဲ့လည်းနိုင်သားတောင်ကြီးမအောင်နိုင်တာမို့လို့ကျွန်တော်မန်စီးတီးဘော်ဒီကိုလက်ရှောင်ပြီးတော့ကျွန်တော်ကာတာဘော်ဒီနဲ့ကာတာကိုပေါင်းအောက်ကိုကြိုက်ပါတယ်ကျွန်တော်2-1တစ်ပေါက်မှန်းထားလို့ပါအဲဆိုတော့နောက်ထပ်တစ်ပွဲကတော့ကျွန်တော်စပါးနဲ့ဒီပေါ့ဖရန်ဘတ်နဲ့စပါပေါ့နော်အင်ရှင်ဖရန်ဘတ်တို့ကတော့ဘာမှမျှော်လင့်ချက်မရှိဘူးဒီပွဲပြီးရင်အိမ်ဝင်းမှာပြည်သက်ချန်ပီယံလိကနေလက်ပြနှုတ်ဆက်ပြီးတော့လှည့်ပြန်ရမယ့်အနေအထားမှာဒီနေ့မနိုင်မဖြစ်စပါးတို့အနေနဲ့နိုင်မရမယ့်ပွဲစဉ်မှာစပါးတို့တရေရှုံးဆိုပြီးတော့ပေးထားတဲ့အနေအထားကိုတော့ကျွန်တော်စပါးကိုတော့မကြိုက်ထားဘူးဘာလို့ဆိုတော့တရေတစ်ပေါက်ရှိသွားနိုင်တဲ့အနေအထားမှာတစ်ပတ်ကအင်ရှင်ဖရန်ဘတ်အနေနဲ့ကမျှော်လင့်ချက်မရှိတော့ဘူးဆိုပေမဲ့သူ့ရဲ့အိမ်ဝင်ကြီးမှာချန်ပီယံလိဒီပွဲပြီးရင်ချန်ပီယံလိကိုလက်ပြနှုတ်ဆက်ပြီးတော့လက်ပြန်ရမယ့်အနေအထားမှာသူ့ရဲ့အိမ်ဝင်မှာသူ့ရဲ့ပြည်သက်တွေကိုအကောင်ဆုံးချော်ဖြေလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ဒီပွဲမှာကတော့စပါးကိုလည်းမရွေးရဘူးဒီအင်ရှင်ဖရန်ဘတ်ကိုလည်းမနေရဘူးကျွန်တော်ကိုပေါင်းအပေါ်လေးကိုပဲရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာကိုပေါင်း3လုံးကတော့အနေဆုံးရှိနေလိမ့်မယ်လို့ကျွန်တော်ယူဆမိရကြောင်းကျွန်တော်ဖရန်ဘတ်ကိုပေါင်းအပေါ်ကြိုက်ပါတယ်ညီတို့နောက်ထပ်တစ်ပွဲကတော့အာဆင်နယ်နဲ့ကန်ရဲ့ MRD ပေါ့နော်အာဆင်နယ်ကတော့ညီကိုသိတဲ့အတိုင်းပဲချန်ပီယံလိမှာဆိုရင်အဆင့်1မှာလုံးဝနောက်တစ်ဆင့်ကိုတက်သွားပြီဒီအာဆင်နယ်မှာတတိထားရမှာကဗျပြီးခဲ့တဲ့အင်တာနက်ပွဲမှာလည်းလူဆုံးထုတ်ကန်တယ်အချိန်မှာအဓိကကစားသမားတွေထုတ်ကစားတဲ့အချိန်မှာဒီပရီးမီးယားလိမန်ယူနဲ့ပွဲတွေပန်းတယ်အဲ့လိုမျိုးအနေထားမှာဒီနေ့မှာလည်းအဒီတာတို့အနေနဲ့ဘလို့လူစရင်တွေထွက်လာအောင်မလဲထုတ်လာအောင်မလဲဆိုတော့စောင့်ကြည့်မှရမယ်ဒါပေမဲ့ဒီကန်ရဲ့ MRD ဆိုတာကတော့အောက်ဆုံးအသင်းပေါ့နော်လုံးဝကစားသမား quality ဘိုင်းအနိုင်ဆုံးအသင်းပေါ့ဗျာချန်ပီယံလိမှာဆိုရင်တော့ဒီအသင်းလိကတော့မျှော်လင့်ချက်မရှိတော့ဘူးထို့တူပဲအာဆင်နယ်အနေနဲ့ကလည်းဒီပွဲ9-9ရှုံးနောက်တစ်ဆင့်ကိုတက်နေပြီးသားဖြစ်တဲ့အတွက်အဒီတာအနေနဲ့ဒီနေ့ပွဲမှာတော့ဒီလိုမျိုးပွဲမှာအရန်နေသုံးဖို့လိုအပ်ပါတယ်ဘာလို့လဲဆိုတော့နောက်ဒီပွဲပြီးရင်နောက်တစ်ကြော့မှာနောက်တစ်ပွဲမှာကလီယူနိုက်တက်နဲ့ကစားရမှာဖြစ်တယ်ဆိုတော့သူ့အနေနဲ့ပရီးမီးယားလိပါမှန်းထားမယ်ဆိုဒီနေ့ဒီလိုမျိုးပွဲမှာတော့အရန်နဲ့ပဲကစားသမားကိုချွေတာသုံးဖို့လိုအပ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီလိုမျိုးလေးတွေးတယ်အရန်ထက်စော့သူကသူအဓိကကစားသမားတွေပဲထက်စော့ကျွန်တော်အာဆင်နယ်ကိုပေါင်းအောက်ကိုပဲကြိုက်ပါတယ်ဘာလို့လဲဆိုတော့အာဆင်နယ်တို့အလွန်ဆုံး4-0ပဲထားပါတော့အလွန်ဆုံးကြေးရောက်မယ်ဆိုအာဆင်နယ်တို့ကြေးရောက်မယ်ဆိုရင်4-0ပောက်ကွဲလာမယ်ဆိုရင်တော့4-0လို့ပဲမှန်းတယ်ကန်ရဲ့ MRD အနေနဲ့ဂိုးရဖို့ဆိုတာမသေးကြဘူးဘာလို့ဆိုတော့ဒီအာဆင်နယ်ဆိုတာနောက်တန်းအရန်ကောင်းတဲ့အသင်းဖြစ်တယ်ကျွန်တော်2-0 3-0 4-0ဆိုတာအလွန်ဆုံးမှန်းတဲ့အတွက်ကျွန်တော်အာဆင်နယ်ကိုပေါင်းအောက်ကြိုက်ရခြင်းဖြစ်တယ်ညီတို့ကျွန်တော်ဒီနေ့3ပွဲကျွန်တော်ရဲ့အကြိုက်3ပွဲကိုရွေးချယ်ပေးခြင်းဖြစ်တယ်ကာယတာဘော်ဒီကာယတာကိုပေါင်းအောက်နောက်ပြန်တစ်ဖက်ကဖရန်ဘတ်ကိုပေါင်းအပေါ်နောက်တစ်ပွဲကအခုဒီအာဆင်နယ်ကိုပေါင်းအောက်ပဲဖြစ်ပါတယ်ညီတို့ဂိုးလက်ပါအကြိုက်တွေညီကိုတွေကလိုက်ယူလို့ရပါတယ်အကြိုက်မဲ့တွေညီကိုတွေလွတ်လပ်စာ
ပတ်ကန်ဆော့လို့ရပါတယ်ညီကိုတို့